ကြမီပင်စိတ်ထားကောင်းသောရွဲကုန်တဲ့ရောက်လာပြန်၍အထက်နီးအတိုင်းပြသတော့ရွှေခွက်ထီချောင်းတိတီနှင့်အမီဤခွက်တီရွှေခွက်တီအဖိုးတသိန်းထိုက်ဤအဖိုးတသိန်းထိုက်သောဥစားငါလက်၌မရှိဟုရိုးသားဖြောင်းမတ်စွာပြောကြားလေ၏အဖွာလည်းအမောင်ရှေးဥစွာလာသောရွဲကုန်တဲ့သည်ဤရွှေခွက်ကိုပဲဝတ်မြအဖိုးမထိုက်ဟုမြေတွင်ပြစ်ချခဲ့ပါသည်ယခုပင်လျင်စိတ်ထားကောင်းသောရွဲကုန်တဲ့လာရောက်အဖိုးတထောင်ပဲ၍ယူသွားလေပြီတင်ယခုငါဤအိမ်မှထွက်သွားလေဟုမောင်းနှင်၍လွတ်လိုက်လေသည်စိတ်ထားမကောင်းသောရွဲကုန်တဲ့လေအဖိုးတသိန်းထိုက်တန်သောရွှေခွက်ကိုဆုံးရှုံးလေပြီဟုကြီးစွာသောတုံးလုံးချောက်ချခြင်းဖြင့်မိမိကိုယ်ကိုစောက်တည်ခြင်းကမတတ်နိုင်ရာကမိမိတွင်ရှိသောအတပြားကုံအဝတ်အစားတို့ကိုအိမ်ဝတ်တွင်ကျဲပြန်စွန့်ပစ်ပြီးလျင်ချင်းခွင်ကြိုးကန်၍စိတ်ထားကောင်းသောရွဲကုန်တဲ့ကိုတက်ရန်လိုက်လေ၏ကာနာတို့ရောက်တော့စိတ်ထားကောင်းသောရွဲကုန်တဲ့မှာမိလဲတို့ရောက်နေလေပြီစိတ်ထားမကောင်းသောရွဲကုန်တဲ့သည်ကတို့ကိုအော်ဟစ်ခေါ်တော့လဲပြန်လဲမလာသည်နှင့်ရွှေခွက်ရော့သွားသောရွဲကုန်တဲ့ကိုကြည့်ရှုလျက်ကြီးစွာသောစိုးရိမ်ခြင်းဖြစ်၍နှလုံးပူခြင်းတွေးအံခြင်းတို့ဖြစ်၍နောက်ဆုံး၌နှလုံးကွဲ၍ထိုမြစ်ကမ်းမှာပင်တေရလေတော့သည်စိတ်ထားကောင်းသောရွဲကုန်တဲ့မှာရိုးသားခြင်း၏လလက်အခြေရွှေခွက်ကိုရရှိခဲ့သည်မြေအဖွားနှစ်ယောက်တို့လည်းစင်းစင်းရဲရဲဘဝမှာငွေကြေးပြည့်စုံသောဘဝသို့ပြန်လည်ရောက်ရှိခဲ့လေသည်